ကဲ့ဒီနေ့သင်ခန်းစာလေးမှာတော့ကျွန်တော်တည်ထားတဲ့ shortcut လေးနဲ့ layer လေးတွေအကြောင်းကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခုပထမမြင်နေရတဲ့ဒီဟာကြီးပေါ့နော်ဒီဟာကကျွန်တော်တို့ wall space လို့ခေါ်ရဲပေါ့ဒီထဲမှာကျွန်တော်တို့ design ဆွဲတာပါညာပေါ့ဒါတော့ screw နဲ့ zoom in zoom out လုပ်လို့ရမယ်ကျွန်တော် screw လေးကိုကျွန်တော်တို့လုပ်လိုက်ပြီးဒါ zoom in ဒါကတော့ zoom out ဒါကျွန်တော်တို့ mouse မှာရှိရဲ screw နဲ့ပဲသွားပြီးကစားလို့ရတယ်ပေါ့နော်ဆိုရင်ကျွန်တော်ပြပြသွားမယ် shortcut လေးတွေကကျွန်တော် control နဲ့စတဲ့ shortcut လေးတွေပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော် control A နှိပ်လိုက်မယ်ဆိုရင်ဒါတွေက workspace မှာရှိတဲ့ object တွေအကုန်လုံးသူက select ပေးတယ်ပေါ့နော်ဒီဟာလေးတွေကိုကျွန်တော် object အနေနဲ့ပဲသုံးနှုန်းပြီးတော့သတ်မှတ်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ workspace မှာရှိရာကရှိတဲ့ object တွေအကုန်လုံး control A နှိပ်လိုက်တာနဲ့ select ပေးတာဖြစ်တယ်ဟုတ်ပြီ control A နှိပ်ထားတဲ့ဟာကိုကျွန်တော် control C နဲ့ copy ယူမယ် control C ကကျွန်တော် copy ယူတာဖြစ်တယ်ပြီးသွားရင်ကျွန်တော်တို့ file new ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ဒီ file ကနေပြီးတော့ဒီမှာ new လည်းနှိပ်လို့ရတယ်လို့ control N နဲ့နှိပ်လိုက်လို့ရတယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က control C နဲ့ copy ယူရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ pass ပေးမယ် pass ပေးမယ်ဆိုရင် control V ကိုနှိပ်လိုက်ရုံပဲ okay ဆိုရင်ဒါက copy ယူတာရယ်ကျွန်တော်တို့ select ပေးတာရယ် file new ဖွင့်တာရယ်ပေါ့နော်ပြီးသွားပြီဆိုကျွန်တော်ဒီ file ကိုကျွန်တော်တို့က save ခြင်းတယ်ဘယ်လို save ရမလဲဆိုရင် control shift s လေးနှိပ်လိုက်control s နှိပ်လိုက်ရတယ်ပေါ့ဒါဆိုရင်ဒါကျွန်တော် file နေရှိမယ်ဒီမှာဆိုရင်ကျွန်တော် desktop ထဲမှာသွားမယ် desktop ထဲမှာဆိုရင်ကျွန်တော်ဥပမာကျွန်တော် file name တစ်ခုပေးလိုက်မယ်ပေါ့ဗျာLESSOL lesson 1တော့လောက် lesson 1ပြီးပြီးသားဆို lesson 2ပေးမယ်ပြီးပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ကဒါဒီ version အလိုက် Corel version လိုက်ပေါ့ကျွန်တော်တို့အခု2019 Corel version ကိုအသုံးပြုပြီးသင်ကြားပေးနေတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ2019ကကျွန်တော်တို့တချို့ဒီ sticker ဖောက်ဆက်တွေပဲအပြင်ဖောက်ဆက်တွေပဲဖြစ်ပေါ့ဗျာကျွန်တော်တို့ဒီ catalog ကတဲ့စက်ပစ္စည်းတွေမှာဆိုဒီ2019အတွက်ဒီ software လေးတွေကပို့ပြီးအသုံးဝင်တာမို့လို့ရှိတာမို့လို့ကျွန်တော်2019သုံးတယ်အဲ့ဒီမှာကျွန်တော်ကဘယ် version နဲ့စီမလဲဆိုတော့ကျွန်တော်တို့သုံးလို့ရတယ်ကိုကအမြင့်ဆုံးက2019ပဲ2019ကိုကျွန်တော်သုံးနေရဖြစ်တဲ့အတွက်2020လို့တော့ကျွန်တော်စိတ်လိုက်လို့မရဘူးဒါပေမဲ့သူ့အောက်မှာရှိတဲ့ဟာတွေကိုကျွန်တော်စိတ်လို့ရတယ်ဆိုပါတော့ကျွန်တော်ကဒီဘက်တစ်ဆက်မှာက2019သုံးတာတယ်နောက်တစ်ဆက်မှာကျတော့ Corel ဆိုပါစို့ Corel H5 တို့ပါသုံးနေဆိုရင်ကျွန်တော်တို့က50.0 လေးကိုထောက်ပြီးတော့စိတ်လိုက်ရင်ကျွန်တော်တို့ဒီ version အနေနဲ့ file တစ်ခုထွက်လာပြီးတော့ကျွန်တော်တို့ Corel H5 မှာတော့ဖွင့်လို့ရမယ်ဒီ Corel 2019 file ကတော့ကျွန်တော်တို့ Corel H5 မှာတော့ဖွင့်လို့မရဘူးပေါ့ဗျာဒါမျိုးရွေးချယ်လို့ရပြီးတော့ကျွန်တော်တို့စိတ်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့မနှိပ်တော့ဘူးဒီလိုစိတ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ file ကိုကျွန်တော်နာမည်ပေးထားတဲ့အလျောက်ဒီမှာကိုယ့်ရဲ့ desktop ဆို desktop ပေါ်မှာတွားပြီးတော့ပေါ်နေပါလိမ့်မယ်ဆိုရင်ကျွန်တော်တို့ control A ပြီးပြီး control S နဲ့ကျွန်တော်တို့ကfile စီးတာပြီးပြီး copy ယူတာ control C နဲ့ပြီး control V နဲ့ paste ပေးမယ်ပြီးသွားရင် control N နဲ့ new file ဖွင့်မယ်ဆိုရင်နောက်တစ်ခုကကျွန်တော် control D control D ကဘာလုပ်တာလဲဆိုရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ကသူက copy ပွားတာပေါ့နော် okay ကျွန်တော်ဒီကောင်ကိုကျွန်တော်ဒီလိုယူလိုက်မယ်ကျွန်တော် left click နဲ့ယူပြီးတော့ကျွန်တော် right click နဲ့ထောက်လိုက်မယ်ဒါဆိုရင်ဒါဒီပုံကနေဒီပုံကျွန်တော်တို့ယူလိုက်တာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ကတစ်ခုယူပေးပြီးသွားကျွန်တော်တို့က control D နဲ့ copy ပွားလို့ရတယ်မဟုတ်ဘဲနဲ့ကျွန်တော်ကဒီတိုင်းဒီပုံတစ်ခုတည်းကို select ပေးပြီးတော့ control D သွားနှိပ်လိုက်လို့မရဘူး control D သွားနှိပ်လိုက်ရင် तू သွားခြင်းနဲ့ तू direction တိုင်းပဲ तू သွားနှိပ်လိုက်မယ်ပေါ့နော်ဆိုတော့ကိုကဘေးတိုက်သွားခြင်းလားအပေါ်ကသွားခြင်းလားကိုshift ကလေးဖိပြီးတော့ဘေးသွားမယ်ဆိုရင်ဘေးရေပင်ကြီးတိုင်းပေါ့ညီညီညာညာသွားခြင်း shift ကလေးကိုဖိပြီးတော့သွားလို့ရမယ်ပြီးွားရတယ်ကျွန်တော်တို့ကဒါကိုကျွန်တော်ကleft click နဲ့ယူပြီးတော့ကျွန်တော်တို့ပြန်ထောက်တဲ့အခါမှာဆိုရင်ကျွန်တော် right click နဲ့ဖိထောက်လိုက်ရင်ဒါ copy ယူလိုက်တယ်ပေါ့ဗျာမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းပဲပုံဟိုနေရာကနေဒီနေရာရွှေ့တဲ့ပုံစံပဲပေါက်မယ် okay ဒါဆိုရင်ဒါ control D က copy ပွားတာ control R လည်း copy ပွားတာပဲဒါပေမဲ့ तू ကတော့ repeat ပေါ့ဗျာ control R နှိပ်မယ်ဆိုရင်ဒါအတူတူပဲ control D နဲ့ control R ကြိုက်တာကိုအသုံးပြုလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်က file စိတ်ပြီးသွားပြီ file နေစိတ်ပြီးသွားရင်ကျွန်တော်ကဒီကပုံတွေကိုကျွန်တော်ကအပြင်ကိုပို့ခြင်းတယ်ဥပမာဆိုပါတော့ကျွန်တော်ဒီပုံတစ်ပုံပေါ့ဒီပုံတစ်ပုံကျွန်တော်က export လုပ်ခြင်းတယ်ဆိုရင် control တို့ select ပေးပြီးတော့ control E နှိပ်လိုက်control E နှိပ်ပြီးတော့ကျွန်တော်တို့ document မှာကျွန်တော်တို့ file နဲ့ဆေးလို့ရတယ်သူ့ကိုတတိထားမှာကျွန်တော်တို့ကဒီပုံတွေကိုကျွန်တော်က JPEG file နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ခုခုနဲ့ export လုပ်မယ်ဆိုရင်သူက workspace တစ်ခုလုံးမှာပါတာ
ကိုကဒီပုံတစ်ပုံတော့ပဲကိုက export ထုတ်ချင်တယ်ဆိုရင်ဒီပုံဆက်လက်ပြီးွားရင် file new တဲ့ဖွင့်ပြီးတော့ဒီ workspace မှာသူ့ပုံလေးတစ်ပုံနဲ့ထားပြီးတော့မှexport လို့ပေါ့နော်ဒါမျိုးလေးရှိမယ် okay ဆိုပါစို့ကျွန်တော်ဒါကို export လုပ်ပေးမယ်control E နဲ့လိုက်မယ် desktop မှာ export လုပ်မယ်ဒီမှာတော့ file name ကိုကိုရေးကြိုက်တယ်လို့ထည့်လို့ရမယ်နောက်တစ်ခုကဒီမှာက save as type ဆိုမှာကျွန်တော်တို့ဘယ် file အနေနဲ့တွားမလဲဆိုပါစို့ကျွန်တော်တို့က JPEG file အနေနဲ့တွားမှာလား PNG လား PDF file လားအစရှိသဖြင့်ပေါ့နော် SVG file လားကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့SVG file လို့ဘာလို့ဆိုတာကကြတော့ကျွန်တော်တို့ဒီ Corel Draw software ကနေပြီးတော့ကျွန်တော်တို့ဥပမာ Adobe Illustrator မှာရှိတဲ့ Adobe မှာရှိတဲ့ Illustrator file ပေါ့ဗျာ AI file ကိုကျွန်တော်တို့က AI software နဲ့ဖွင့်နေတယ်ဆိုရင်ကျွန်တော် SVG file လို့နဲ့စေးလိုက်မယ်ဆိုရင်ဒါက Corel မှာဆွဲထားတဲ့ design ကိုလည်းဆွဲထားတဲ့ file ကိုပေါ့နော်ဒီ file ကကျွန်တော်တို့ AI မှာလည်းတွားဖွင့်လို့ရမယ်AI မှာလည်း SVG file နဲ့စေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Corel file မှာလည်းလာဖွင့်လို့ရမယ်ပေါ့နော်ဒါကတော့ဒီဘယ်လိုစေးကျင်လဲပေါ့သူရဲ့ file ရဲ့ type ပုံစံလေးကိုရွေးချယ်လို့ရပြီ export ထုတ်လိုက်ရုံပဲဒါဆိုရင်ကျွန်တော်တို့ပုံလေးဘယ်လို export ထုတ်လဲဆိုတာသိသွားပြီဖြစ်တယ်ဒီ file ကို export ထုတ်တာပြီးပြီဆိုတော့ import ဘယ်လိုသွင်းမလဲ okay ကျွန်တော် import လို့သွင်းမလဲဆိုရင် control import တာဖြစ်တဲ့အတွက် control I နှိပ်လိုက်မယ် control I နှိပ်ပြီးတော့ကျွန်တော်တို့ဥမာပေါ့ကျွန်တော်တို့ဒီလိုချင်တာပေါ့ကျွန်တော်ကတော့ desktop မှာထားတာများတော့ desktop တွေကပုံကျွန်တော်ဒီ file တွေကိုယူချင်တယ်ဆိုရင် select ပေးမယ် import လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကဆွဲချလိုက်ရုံပဲဒါဆိုရင်ကျွန်တော်တို့အပြင်မှာရှိတဲ့ပုံကိုအခုလို software ကနေပြီးတော့လှမ်းယူလိုက်လို့ရတယ်ပေါ့နော်ဒီလိုမှမယူချင်ဘူးဆိုလဲကျွန်တော်တို့အပြင်ထွက်မယ်ဒီ desktop မှာပြီးတာဆို desktop ပုံကျွန်တော်တို့ယူလိုက်မယ်ယူပြီးဒီ corridor ကိုကျွန်တော်တို့ထည့်လိုက်ရုံပဲဒါဒီလိုထည့်လိုက်တယ်ဆိုလဲတန်းရောက်တယ်ပေါ့ဗျာသဘောအနေနဲ့သူကအဆင်ပြေလို့ယူလို့အသုံးပြုလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ထည့်လိုက်ပြီ okay ဒါလည်းရောက်သွားပြီစောနာအတိုင်းလဲကျွန်တော်တို့ control I နေပြီးတော့ယူလို့ရတယ်လို့ကျွန်တော်တို့ဒီတိုင်း desktop နေဒီတိုင်းဆွဲပြီးယူရင်လည်းရတယ်ပေါ့ဗျာဒါကတော့ input ဘယ်လိုလုပ်လဲဆိုတာလေးကိုကျွန်တော်ပြပြပေးတာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဥပမာဒီကောင်တွေကိုကျွန်တော်တို့ကတစ်ခုချင်းစီပေါ့ဗျာဒါတွေကတစ်ခုချင်းစီ꿰နေတယ်ဒါမှဒီမှာဆိုလဲသူ့ရဲ့ဒီ vector လေးတွေကတစ်ခုချင်းစီပေါ့ပုံလေးက꿰ထွက်နေပေါ့ဒါကိုကျွန်တော်ကတစ်ခုတည်းဖြစ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒါကိုဆက်လက်ပေးမယ် control G လေးနှိပ်လိုက်ရုံပဲဒါဆိုရင် control G ဆိုရင်ဒါ select ဒါ group ပေးတာဖြစ်သွားပြီကျွန်တော်တို့ဒီမှာပထမတော့ဆိုရင်ဒါတစ်ခုချင်းစီစပင်းဆိုရင်စပင်းဒါဆိုဒါစလုံးဆိုရင်စလုံးထွက်နေတဲ့အချိန်မှာကျွန်တော် select ပေးပြီးတော့ကျွန်တော် control G နှိပ်လိုက်ဒါကျွန်တော်ဘယ်လိုပဲနှိပ်နေဒီဟာကြီးက group လိုက်ကြီးပါလာမှာဖြစ်တယ်ဟုတ်ပြီဆိုရင်ကျွန်တော်ကဥပမာဆိုပါစို့ပေါ့နော်ကျွန်တော်ကဒီပုံထဲမှာဒီပုံနဲ့ဒီပုံနဲ့နှစ်ခုပဲကျွန်တော်ကgroup လုပ်ချင်တာဆိုရင်ဟုတ်ပြီဆိုရင်ကျွန်တော်ဒီဘက်ကအကောင့်လေးကိုလည်း select ပေးပြီး group လုပ်လိုက်မယ်ပြီးရင် shift ဖိပြီးတော့နောက်တစ်ခုကိုကျွန်တော် select ပေးလိုက်မယ်ပြီးရင် control G လေးနှိပ်လိုက်မယ်ဆိုရင်ဒီပုံတွေထဲမှာကျွန်တော် group ပေးလိုက်တဲ့ဟာနှစ်ခုပဲတည်တံ့ group ကြီးဖြစ်နေလိမ့်မယ်ဆိုရင်ကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဒီ group ကိုကျွန်တော်တို့ကgroup မလုပ်ချင်တော့ဘူးငါတို့ကဒီလိုမျိုးတစ်ခုချင်းစီပဲပြန်သုံးချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင် control U လေးနှိပ်လိုက်ရုံပဲ control U နှိပ်လိုက်ရင်တော့တစ်ခုချင်းစီဖြစ်သွားပြီ okay ဒီဟာအောင်မှကျွန်တော်တို့က group ပေးတာဖြစ်တဲ့အတွက်ဒီဟာကိုလည်းကျွန်တော်တို့ကထပ်လုပ်ချင်တယ်ဆိုရင် ungroup လုပ်မှရမယ်နောက်တစ်ခေါက် control U လေးနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့တစ်ခုချင်းစီပြန်ဖြစ်သွားပြီ group လိုက်ပေးခြင်းเนาะကျွန်တော်ပြောသလိုကိုပေးခြင်းတဲ့ဟာတွေကို select လိုက်ပေးပြီးတော့ control G နှိပ်လိုက်ရင် group ဖြစ်မယ်ပေါ့နော်ဒီ group လောက်ထားတဲ့ဟာတွေကိုပြန်ပြီးတော့ခွဲခြင်း control U နှိပ်လိုက်ရင် ungroup ပြန်ဖြစ်သွားမယ် okay ဒီမှာဆိုရင်ကျွန်တော်တို့က vector ဆိုတဲ့စာလုံးရှိတယ်ဒီမှာသူကအတွဲလိုက်ကြီး group ကြီးဖြစ်နေတာအဲ့ဒါကိုကျွန်တော်က v တစ်လုံးပဲလိုချင်တယ် e တစ်လုံးပဲလိုချင်တယ်ဆိုပါစို့ o တစ်လုံးပဲလိုချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲ okay အဲ့ဒါဆိုရင်ကျွန်တော်တို့နှိပ်ကြတာ shortcut လေးပဲ control နဲ့ပဲတက်ဆိုင်တဲ့ဟာတွေကျွန်တော်တို့ကဒီမှာတစ်ခုတည်ထားမှာကကျွန်တော်တို့ကစလုံးတွေတည်ရမလားအင်္ဂလိပ်စလုံးပဲဖြစ်ဖြစ်မြန်မာစလုံးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ default shape တွေပဲဖြစ်ဖြစ်ကိုကျွန်တော်တို့ကပြန်ပြီးတော့ကိုလိုချင်တယ်လို့ပြန်ပြောင်းလဲခြင်းနေဆိုရင်ကျွန်တော်တို့က control Q နဲ့ကျွန်တော်တို့ကခွဲပေးမှရမယ်ဒီမှာဆိုရင်ကျွန်တော်တို့ right click ထောက်လိုက်ပြီဆိုရင် convert to curve ပေါ့ဗျာ control Q ဆိုတာဒါလေးကိုအများနဲ့နှိပ်တော့နှိပ်ပေးရမယ်ဒီကနှိပ်ပြီးတော့မှပဲကျွန်တော်တို့ကကိုလိုချင်တဲ့တစ်ခုချင်းစီပုံကိုပြန်ပြီးတော့ခွဲထွက်လို့ရမယ်ဟုတ်ပြီကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့က control ယူနေတဲ့အခါမှာအခုလိုမျိုးဒီ vector လမ်းကြောင်းလေးပေါ်လာမယ်အခုချိန်ဒီကိုကျွန်တော်တို့က group လိုက်ကြီးဖြစ်နေသေးရင်ကျွန်တော်တို့က control K နှိပ်လိုက်ဒါဆိုရင်ဒါကသူကတစ်ခုချင်းစီဖြစ်သွားပြီ
V ဆိုလဲ V E ဆိုလဲ E C ဆိုလဲ C ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကသူ့မှာရှိရဲ့ note တွေကိုကိုယ့်အတူရှိပါညာကစားလို့ရတယ်ပေါ့ဗျာဒီဇိုင်းဆွဲခြင်းဆွဲလို့ရမယ်အဲ့ဒီမှာဆိုရင်ကျွန်တော် E ကအဆန်တွေပြောက်သွားပြီ O ကအဆန်တွေပြောက်သွားပြီကျွန်တော်တို့ဘယ်လိုပြန်ရှာမလဲဆိုရင်အဲ့ကောင်လေးကိုကျွန်တော်တို့က select ပေးမယ်ပြီးသွားရင် control နဲ့ L နဲ့ကိုနှိပ်လိုက်ရင်တန်းပေါ်တယ်ဒီကောင်လေးဒီတိုင်းပဲ control နဲ့ L နဲ့ကိုနှိပ်လိုက်ရင်တန်းပေါ်တယ်သူကအဆန်ပါတဲ့ကောင်တွေကြာရင်တော့အဲ့လိုမျိုးပျောက်သွားတတ်တယ်သူက control key နဲ့ break လောက်တာဖြစ်တဲ့အတွက်ဒီအဆန်ကတက်ဒီကောင်ကပြင်ပဟာတက်ဒါမျိုးတွေဖြစ်သွားပြီပေါ့ဗျာဒါကိုပြန်ပေါ်ခြင်း control L တွေနှိပ်ပြီးတော့လှုပ်လိုက်ရုံပဲဟုတ်ပြီအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒါတွေလှုပ်လိုက်လို့မှားသွားပြီဒီတစ်စနစ်ကြော်သွားပြီဆိုရင်ကျွန်တော်တို့က control Z နဲ့undo လုပ်လို့ရတယ်ပေါ့နော် control Z ကကျတော့ကျွန်တော်တို့14ခါလောက်ထိရောလုပ်လို့ရမယ်ဒါကတော့ undo လောက်တာပေါ့ဗျာကိုမှားသွားတယ်ကိုတခုလှုပ်လိုက်လို့မှားသွားတယ်ဆိုရင်ကိုကပြန်ပြီးတော့ဖြတ်ချင်တာမဟုတ်ဘူးကိုကပြန်ပြီးတော့ undo ပြန်သွားချင်တယ်ဆိုရင် control Z လေးနဲ့ရုံပဲပေါ့နော် okay ဒါဆိုရင်တော့ဒါကတော့ control နဲ့ပတ်သက်တဲ့ shortcut လေးတွေအကြောင်းကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်ပြီးသွားရင်ကျွန်တော်တခြားဟာလေးတွေလည်းဟိုဖြစ်ပေးမယ်sorry ကျွန်တော်တခုကြံသေးတာကဟို control Z ကကြတော့ဒါကကျွန်တော် undo လုပ်တာ redo လုပ်ချင်တယ်ဆိုရင်တော့ control shift Z နှိပ်လိုက်ဒါဆိုရင်ကိုရှေ့မှာပြန်ပြီးဟိုဖြစ်တဲ့ဟာကို redo ပြန်လုပ်တာပေါ့နော် undo ကကြတော့ control Z redo ကကြတော့ control shift Z နဲ့လုပ်တာဖြစ်တယ်ပြီးသွားရင်ကျွန်တော်တို့က design တွေဆွဲတဲ့အခါမှာ color တွေများတယ် layer တွေများတဲ့အခါဖြစ်တတ်တယ်ပေါ့နော်ဒီ layer ကိုတော့ငါကဘယ်မှာထားခြင်းလဲဟို layer ဘယ်မှာထားခြင်းလဲပေါ့ဥပမာဆိုပါတော့ကျွန်တော် layer ၄ခုလေးကျွန်တော်ဖန်တီးပြမယ် okay ဒီကောင်ကတော့ကျွန်တော်အပြပေးပြီးဒီကောင်အစိမ်းဒီကောင်ကိုဆိုပါစို့အမဲဒီကောင်ကိုအနီးထားလိုက်ပါတော့เนาะတခုခုပေါ့ဟုတ်ပြီဒီ layer တွေမှာကျွန်တော်တို့ကဒီအပြကိုကျွန်တော်ကဒီအပေါ်ဆုံးကိုရောက်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီဘက်ကright click လေးကိုထောက်မယ်ပြီးမှကျွန်တော် order ထဲသွားမယ်ဒီ order မှာဆိုရင်ကျွန်တော်တို့ to font of the page ဆိုရင်ဘယ်လိုဖြစ်မလဲဒါသူ့ရဲ့ shortcut က control home နဲ့လည်းနှိပ်လို့ရတယ်ဒီမှာကျွန်တော်တို့ right click ထောက်ပြီးလဲကျွန်တော်တို့ order ထဲဝင်ပြီးလဲလုပ်လို့ရတယ်ကျွန်တော်တော့ဒါအခုတင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော် order ထဲဝင်ပြီးပဲကျွန်တော်ဒီကလေးကို click ထောက်လိုက်မယ်ဆိုရင်ဒါဟိုးအပေါ်ဆုံးရောက်ပါပြီတဘောပါပေါ့နော်သူကဟိုးအောက်ကနေပြီးသူအပေါ်ဆုံးတက်ချင်ရင် control home ပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော်တို့ဒီ order ထဲဝင်ပြီးနှိပ်လဲရတယ်ဟုတ်ပြီကျွန်တော် control Z နဲ့ကျွန်တော်ပြန်ပြီးတော့ပြန်လုပ်မယ်ပြီးတော့သူကဒီတစ်ဆင့်လောက်ပဲသူကတက်ချင်တယ်ဒီအစိမ်းပေါ်လောက်မှတက်ချင်တယ်ဆိုရင်ဒါ forward 1ကိုနှိပ်ကမှာပြောတာ control PGF လေးနှိပ်ရမှာဒါဆိုရင်ဒါသူကတစ်ဆင့်အပေါ်တက်သွားပြီ okay order ထပ်နှိပ်မယ်သူကနောက်တစ်ဆင့်ဒီတိုင်းပဲထပ်တက်ချင်တယ်ဆိုရင်ဒီမှာရော forward 1 minute သူကအောက်ပြန်ဆင်းနေတယ်မလားကိုက order ထဲဝင်မယ် but 1လေးကိုကျွန်တော်နှိပ်လိုက်ရုံပဲဒါဆိုရင်သူကတစ်ဆင့်ချင်းဆင်းပြီး order ထဲဝင်မယ်ဟိုအောက်ဆုံးပြန်ချရင်ဘာလို့1လေးကိုနှိပ်ရုံဒါကတော့သူ layer ပေါ့ကျွန်တော်တို့ကဥမာ color ကိုဘယ်လိုကစားခြင်းလဲဒီ color တော့ဘယ်ပုံမှာတင်ခြင်းလဲပြဿနာဖြစ်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့က order လေးကိုသုံးပြီးတော့ကျွန်တော် layer လေးတွေကစားလို့ရတယ်ဒါမျိုးလေးတွေပေါ့ကျွန်တော်တို့တချို့ design တွေဆွဲလာတဲ့အခါမှာဆိုရင် color တွေအရင်ပါလာလိမ့်မယ် color လေး3-4ရောင်လောက်တွေပဲဖြစ်ဖြစ်ပါလာပြီးဆိုရင်အောက်ခံ color ပါထားရမယ်ဒုတိယ color ပါရှိမလဲအစရှိသဖြင့်ဒီလို color မျိုးတွေကိုကျွန်တော်တို့ရွေးချယ်ရတော့မယ်ဆိုရင် color တွေကိုကျွန်တော်တို့ layer alike ဘယ်အဆင့်မှာထားခြင်းလဲဆိုတာဆွမ်းနာလိုဟာလေးနဲ့ကျွန်တော်တို့လုပ်လို့ရရပေါ့ဗျာဒါဆို forward ဒါအပြောက်ဒီမှာထားမယ်ရေးဆိုငါကဒီမှာထားလိုက်လို့ရတယ်ဒါကတော့အမဲဆိုပါစို့ကျွန်တော်ကအမဲကိုဟိုးနောက်မှာပဲထားခြင်းလဲဆိုရင်ကျွန်တော်တို့ back layer ကိုသွားလိုက်မယ်ဒါဆိုရင်ဒါအမဲကဟိုအောက်ရောက်ဒါမျိုးလေးတွေပေါ့နော်ဒါကတော့ layer လေးတွေကိုအဆင့်ချင်းကြီးခွဲတဲ့ဟာမျိုးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒါဥမာကျွန်တော်ဒီအောင်လေးကိုအနီလေးကိုကျွန်တော်ထားလိုက်မယ်ကျွန်တော်တို့ဒီဟာဆွဲတဲ့အခါမှာဆိုရင်ဒီမှာမိတ်ဆွေတို့တွေ့ရမယ်ဒါလေးပေါ့နော်ဒီ line လေးတွေပေါ့နော်ဒါလေးတွေဒီခေါင်းကိုကြတော့ဘာလို့ခေါ်လဲဆိုတော့ဒါကိုကြတော့ကျွန်တော် outline လို့ခေါ်တယ်ဒါလေးကိုကြတော့ node လို့ခေါ်တယ်ပြီးွားရင်ကျွန်တော်တို့ဒီဟိုဟာလေးတွေကကြဒါကတော့ solid color ပေါ့ဗျာဒါတော့ color fade ဖြစ်တာအဲ့ဒီမှာကျွန်တော်တို့သိထားမှာကဒီ outline ကိုကျွန်တော်တို့ကဒုကိုဘလောက်ထိထားခြင်းလဲဆိုရင်ကျွန်တော်ဒီဘားလေးမှာဒီပန်ပေါ့ဒီ shopping ပုံစံလေးပန်လေးရဒါတော့ online ရဲ့သူ့ရဲ့အကျယ်ပေါ့ဘယ်လောက်ထားခြင်းလဲ24ထားခြင်းလား10လား1.5လားအစရှိသဖြင့်ပေါ့နော်ဒါကကိုကြိုက်တယ်လို့ထားခြင်းထားလို့ရတယ်ဒီ outline ရဲ့အထူးကိုမထားခြင်းဆိုရင်နန်းနှိမ့်လိုက်ရင်သူရဲ့ outline ရဲ့ဟာကိုမမြင်ရတော့ဘူး highlight လောက်ပဲထားရင်လည်းရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတာပေါ့ဒီကောင်လေးကတော့ကျွန်တော် online လို့ခေါ်တယ်ဒီဘက်ကကောင်လေးတွေကို note လို့ခေါ်တယ်ပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့တွေကတည်ထားမယ်တစ်ချက်ကကြတော့
ဒီကာလာတွေကိုကျွန်တော်တို့ကဖြည့်တော့မယ်ကြီးဆိုရင်ပေါ့နော်ကာလာအယောင်တွေပါညာရေးဒီ object ထဲမှာဖြည့်တော့မယ်ကြီးဆိုရင်သူက note တွေကတစ်ခုနဲ့တစ်ခုဟိုစာမှတ်နဲ့ဒီစာမှတ်နှုံးနဲ့ဒီစုံမှတ်နှုံးနဲ့ကဆက်နေမှဒါကျွန်တော်က color fade လို့ရတယ်နှုတ်မဆိုရင်ကျွန်တော် color ကိုကြက်တဲ့လောက်ပဲ fade မဖြစ်ဘူးဒီစာမှတ်နဲ့ဒီစုံမှတ်နဲ့ကဒီလိုမျိုးချိတ်ဆက်နေမှဒါသူက color ကိုကြိုက်တဲ့ color ကို fade လို့ရတယ်ဒါလေးကတော့တည်ထားမယ်ပေါ့နော်သူတို့စာမှတ်နဲ့စုံမှတ်ပြန်စုံမှဒါကျွန်တော် color fade လို့ရမယ်မဟုတ်ဘူးဆိုရင်သူက online တည်တဲ့အနေနဲ့ပဲသူကဖြစ်နေလိမ့်မယ်ပေါ့နော်ဒါလေးကိုတော့တည်ထားဖို့လိုမယ်ဟုတ်ကဲ့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့တွေကဒီ Corel Draw ကို installation လုပ်ပြီးသွားပြီမြန်မာ font တွေကိုလည်း install လုပ်ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမြန်မာ font တွေရိုက်တဲ့အခါဒါတွေရိုက်မရတဲ့ပြဿနာကြီးဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီ setting ထဲမှာဘယ်လိုချိန်ရမလဲဆိုရင်ကျွန်တော် tools ထဲသွားမယ် option တွေကသူက control J နေနဲ့ရတယ်ပေါ့နော် shortcut အနေနဲ့နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ test ဆိုတဲ့ဟာတွေကိုဝင်မယ်ဝင်ပြီး quick Corel မှာဆိုရင်ကျွန်တော်တို့ဒီ change straight quite to the typographic quite ဆိုတဲ့ဟာလေးကိုကျွန်တော်အမှန်ချစ်ဖြုတ်ပြီး okay နေနိုင်ရပြီပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်တို့အကုန်လုံးအမှန်ချစ်ဖြုတ်တာလည်းပြဿနာမရှိဘူးဒါရိရများရဲ့ပြဿနာကတော့ change straight quite to the ဒီဟာလေးကိုကျွန်တော်အမှန်ချစ်ပေးတာလို့ဒီ manage ကိုပေးထားတာကိုကျွန်တော်တို့ဖြုတ်ပြီး okay နေလိုက်တာ ਨੇ ဒီဒါရိရများရဲ့ပြဿနာကိုဖြေရှင်းမိတာဖြစ်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်မြန်မာ font တွေမှာဘယ်လိုဟိုဖြစ်ရလဲဆိုတာလေးကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်